Today I play Fighter Battle Game ဒီနေ့သားတော့ရလေးပြောဟိုပါတော့ Fighter Battle Game ကိုကြည့် Drive Stop မှာဖြစ်ပါတယ် Okay let's go အခုတော့ရောက်လာဟိုကဘာစာလဲဒီခလောက်ကိုလှည့်ရပါထင်လားခုဒီစာဖတ်လာနေလာမောနေမယ်ဝါမဖြစ်လားမဖြစ်ဝါချီမှာပဲစားပေါ်တယ်ကွာရှိပဲဒီမှာဒီခလောက်ကမသိနှိမ့်လိုက်တော့မှာကွာရော့ကိုရမရောက်လာပြီမသိကွာ Oh my god ခလောက်ကိုတက်မဲ့နေမှာလိုက်ရှာမှာထင်တယ်နော်ဆက်ပဲဝါငါလည်းလိုက်ရှာလာတော့ရှောက်လာပြီကွာခေါင်းတော့မူးလာမင်းဖေရောဘယ်နားမှလည်းမသိဒီမှာကွာဒီမှာနှိမ့်ရမှာနော်ဟာကွာရင်းနေပြတော့သွားငါဘာဖြစ်သွားလဲမသိခါတယ်ကွာချက်တာတူးတယ်ငါထင်တယ်တက်ဖြစ်နာမှာဟုတ်တယ်ကိုကြီးအိနာမဟုတ်တယ်ရောမတလေးနှိမ့်လိုက်ရအောင်နှိမ့်လိုက်လေ round 3ကွာrookie world ခလောက်တွေကအကြောင်းနေရမှာတူကြအောင်ထင်တယ်နော်ရလေးပြောဒီလိုလာမခလောက်ရမှာလာဟုတ်လားအိနာမလို့ဟာကွာအဲ့ရချောင်းထဲမှာလို့ပတ်ကွာခေါ်ရမှာတင်တော့မပတ်ကွာခေါ်တာမင်းခေါ်နေမှာလားခေါ်နေမလို့ထင်တာပဲနော်ဟာကွာ first try မှာတင်ငါဘယ်လိုဖြစ်သွားတာတော့ပြက်ခုံမှာကွာခုနကလည်းဝေးတယ်ငါ speed နဲ့ပြီးခေါ်ရမယ်ဝီးspeed ဟာလည်းပြတ်သွားတယ်ကွာချီးပဲဂျန်နေပြောမင်းဘာလို့ရှင်းနေတာတော့အမဘာလို့ရှင်းမင်းလမ်းမကောင်းတာလားဟုတ်လားအဲ့နားရနေနေဝေးတယ်ကဒီလေပြပြကနေလေခွာပါကွာအခုမှလာပြကြနည်းနည်းပြလမ်းမကောင်းတယ်လေကျွန်တော်ခေါ်မှာကွာဆီလီကဘာလို့လဲမသိဘူးနော်စဉ်းစားစရာပဲရင်းနေပြောမင်းဘလို့ရောက်သွားတာလေကွာဝေးမသိဘူးလားဒါခုံးရကြာနေပြီလေဟုတ်လို့လားငါကြည့်ကြတော့မင်းကဟိုငင်းနေရပဲတွေ့ဟိုလေဗီဒီယိုဒီနားမှာခဏလောက်နည်းနည်းတော့ skip ထားတယ်နော်ရင်းနေပြမင်းဟိုဘက်တော့ရောက်သွားပြီလားဟုတ်တယ်ကိုကြီးဒီမှာခလောက်ကနှိမ့်လိုက်တော့မှာဒီကောင်လည်းပတ်ကောပဲထင်တယ်ရမရလေးဘူးမခလောက်ကမင်းရတွေ့ရမလားခလောက်အဲ့နဲ့တဲ့ဘာနဲ့တဲ့โอเคဟာကွာပြစ်ကြပါဗျမီဟုတ်ကဲ့ဗီဒီယိုရတယ်ဒီညမှာနည်းနည်းလေးရှည်သွားလို့ကွာရရတတ်မှာနော်拜拜